တင်လဲ YouTube Shorts ဒီမှာ Filter Viral လိုမျိုး Trending Hashtags တွေကိုအသုံးပြုနေတယ်ဆိုရင်ဂုဏ်ယူပါလေဒါပေမဲ့တတိထားရမှာကဒီလိုနီးလန်းကတင့် channel ကို growth မဖြစ်စေပဲ views အပေါ်သာမူတည်သွားစေခြင်းဖြစ်နိုင်ပါလေဒီဗီဒီယိုကိုအဆုံးထိကြည့်မယ်ဆိုရင် creator တိုင်းရဲ့စိတ်ထဲမှာရှိနေတဲ့မေးခွန်းအားလုံးကိုရှင်းလင်းတဲ့အဖြေတွေရရှိပါလိမ့်မယ်ဥပမာ trending hashtags တုံးရင် monetization ထိခိုက်လားဒီ hashtags တွေက safe လား trending hashtags တွေဘယ်ကလာတာလဲအရေးကြီးဆုံးက channel terminate ဖြစ်နိုင်လားမဖြစ်နိုင်လားဒီဗီဒီယိုကို positive နဲ့ negative ဆိုပြီးပိုင်းနှစ်ပိုင်းခွဲပြီးရှင်းပြပါမယ်ဒါမှအချက်အလက်တွေကိုရှင်းရှင်းလင်းလင်းနားလည်နိုင်ပါပါပထမဆုံး positive side ကိုကြည့်ကြပါစို့ trending hashtags တွေကိုအသုံးပြုရင် short term အနေနဲ့ views တိုးလာနိုင်ပါတယ် content က category မတူတဲ့ audience DC ကိုယာယီအနေနဲ့ရောက်နိုင်ပါတယ်တချိန်ခဏအတွက် trending ထဲဝင်နိုင်တဲ့အခွင့်အရေးလည်းရှိပါတယ် views ကိုသာအဓိကထားတဲ့ creator များအတွက်ဒီနည်းလမ်းကအချိန်တိုအတွဲအကျိုးရှိနိုင်ပါတယ် hashtags အသုံးပြုခြင်းတစ်ခုတည်းကြောင့် channel monetization reject မဖြစ်ပါဘူးဒါဟာလူအများမှားယွင်းစွာယုံကြည်နေတဲ့ myth တစ်ခုတာဖြစ်ပါတယ်တူညီတဲ့ title တွေတုံးရင် channel အမြဲ terminate ချတဲ့ဆိုတာလည်းအပြည့်အဝမှန်ကန်ခြင်းမရှိပါဘူးအထူးသဖြင့် short content များအတွက်ပါဒါပေမဲ့အခုပြောမယ့်အချက်ကတကယ်ကိုအရေးကြီးပါတယ်ပထမဆုံး negative point ကသင် long form videos လုပ်နေလဲဆိုရင် trending hashtags တွေကိုမသုံးသင့်ပါဘူး long content အတွက် YouTube algorithm ကအလွန် strict ဖြစ်ပါတယ် title thumbnail နဲ့ content မကူညီပါက reach ရော့နိုင်ပြီး video ကို remove လုပ်ခြင်းအထိဖြစ်နိုင်ပါတယ်ဒုတိယအရေးကြီးတဲ့ပြဿနာက channel ထဲမှာ video အများကြီးရှိပြီးသားဖြစ်တဲ့အခါ trending hashtag အသက်တိုင်းနဲ့ video အဟောင်းတွေ title ကိုခဏခဏပြောင်းနေရင် YouTube algorithm ကို unstable signal ပို့တာလို့ဖြစ်ပြီး channel ရဲ့ consistent growth ကိုထိခိုက်စေပါတယ်အခုပြောမယ့်အချက်က Andy ရဲ့အများဆုံးဖြစ်ပြီး creator အများစုမစေစားကြပါဘူးဒါကတော့ audience retention ပါ trending hashtags အသုံးပြုတဲ့အခါသင်ဗီဒီယိုက niche မတူတဲ့ audience များစီကိုရောက်သွားပါတယ်ဒါပေမဲ့အဲ့ဒီ audience တွေကသင် content နဲ့ကိုက်ညီမှုမရှိပါဘူးရလဒ်အနေနဲ့သူတို့ကဗီဒီယိုကိုချက်ချင်း swipe လုပ်သွားပြီး retention ကျဆင်းလာပါတယ် retention ကျသွားတဲ့အခါ YouTube ကသင် content ကိုစိတ်ဝင်စားမှုမရှိဘူးလို့သတ်မှတ်ပြီးနောက်ဗီဒီယိုတွေကို push မလုပ်တော့ပါဘူးဒါကြောင့်ပဲတချို့ creator တွေကဗီဒီယိုတစ်ခုမှာ views အများများပြီးနောက်ဗီဒီယိုတွေမှာ reach လုံးဝမရှိတော့တာပါဒါဟာ channel death သွားတာမဟုတ်ပါဘူး audience mismatch ဖြစ်နေတာပါသင် long term အနေနဲ့ channel ကိုတည်ငြိမ်စွာ grow လုပ်ချင်တယ် monetization လုပ်ချင်တယ် brand deals နဲ့ stable income ရချင်တယ်ဆိုရင်ကို niche နဲ့ relevant ဖြစ်တဲ့ hashtags တွေကိုသာအသုံးပြုသင့်ပါတယ် short term views နောက်ကိုသာလိုက်နေရင် long term growth ကသင်နဲ့ဝေးသွားပါလိမ့်မယ်ကျွန်တော်ရဲ့ personal recommendation ကတော့အချိန်တိုအတွင်း views လိုချင်ရင် trending hashtags သုံးနိုင်ပါတယ်ဒါပေမဲ့ long race ရဲ့ winner ဖြစ်ချင်ရင်ကို content နဲ့ကိုက်ညီတဲ့ hashtags တွေကိုသာသုံးပါနောက်ဆုံးအနေနဲ့သင်လို့လိုချင်ရဲ့ channel ကိုမထိခိုက်စေပဲ video အားလုံးရဲ့ title ကို save ဖြစ်အောင်ပြောင်းနိုင်တဲ့နည်းကိုတီးသန့် video တစ်ခုနဲ့ရှင်းပြပေးနိုင်ပါတယ်စိတ်ဝင်စားရင် comment မှာ hashtag လို့သာရေးထားခဲ့ပါ